အားလုံးပဲမင်္ဂလာပါဂျော်ရှွာဗန်ရဲ့နိုင်ပွဲရရှိမှုကြောင့်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေလည်းလက်ရှိခံစားနေရတဲ့စိုးရိမ်ပူပန်မှုတွေကိုခေတ္တခဏမေ့လျော့နိုင်ပြီးတော့ပျော်ရွှင်မှုအနှစ်သာရကိုပြန်လည်ခံစားရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်အနေနဲ့ဂျော်ရှွာဗန်ရရှိခဲ့တဲ့ခပတ်ရဲ့တန်ကြီးဘယ်လောက်ရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီမှာတခုပြောချင်တာကတော့ UFC ကသူတို့ကပတ်ရဲ့တန်ကြီးဘယ်လောက်ရှိပါတယ်ဆိုပြီးတော့တရားဝင်ဖော်ပြထားခြင်းမရှိသလို UFC အဖွဲ့အစည်းကလွဲပြီးတော့ဒီကပတ်ရဲ့တန်ကြီးဘယ်လောက်ရှိတယ်ဆိုတာဘယ်သူမှလည်းသိနိုင်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်အနေနဲ့ကျွမ်းကျင်သူတွေရဲ့ခံမှန်းတွက်ဆမှုပေါ်မြင်ញ្ញမ်းပြီးတော့အနည်းဆက်ဆုံးဖြစ်မဲ့ပမာဏကိုပြည်သက်တွေသိအောင်ဖော်ပြပေးလိုက်ပါတယ်UFC ကစတင်တည်ထောင်ပြီးတော့ဒီနေ့ဒီချိန်ထိချန်ပီယံတွေကိုပေးတဲ့ကပတ်က2မျိုးရှိပါတယ်အဲ့ဒါကတော့ Classic Championship Belt လို့ခေါ်တဲ့ Conor တို့ Khabib တို့လို fighter တွေရရှိခဲ့မှုတဲ့ကပတ်ဟောင်းနဲ့ Legacy Championship Belt လို့ခေါ်တဲ့အခု Joshua Van ရရှိတဲ့ကပတ်ပုံစံမျိုးပဲဖြစ်ပါတယ် Classic Championship Belt ကိုတော့2001ခုနှစ်ကနေ2019ခုနှစ်အထိအသုံးပြုခဲ့ပြီးတော့အခုလက်ရှိအသုံးပြုနေတဲ့ Legacy Championship Belt ကိုတော့2019နောက်ပိုင်းမှာဒါပြောင်းလဲအသုံးပြုခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ Legacy Championship Belt လို့ခေါ်တဲ့ကပတ်အသစ်ဟာဆိုရင်အလေးချိန်အားဖြင့်ပေါင်10ပေါင်ခွဲဝန်းကျင်လောက်ရှိပြီးတော့ဈေးနှုန်းအနေနဲ့ဆိုရင်$3သိန်းကနေ$3သိန်း3000အထိတန်ကြေးရှိပါတယ်ဆိုတော့ဒီပမာဏကိုကာလပေါက်ဈေးနဲ့တွက်ကြည့်မယ်ဆိုရင်မြန်မာငွေသိန်းပေါင်း13000ဝန်းကျင်လောက်တန်ကြေးရှိတာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာ UFC ကပတ်တွေတန်ကြေးဘာကြောင့်အဲ့လောက်ထိရှိရလဲဆိုတော့ကျွန်တော်အနေနဲ့တခါတည်းရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ UFC ကပတ်မှာထည့်သွင်းထားတဲ့စိန်တွေပဒမြားတွေနဲ့ရွှေသားအသီးတွေကြောင့်ပဲဖြစ်ပါတယ် UFC ကပတ်ထဲမှာတန်ဖိုးကြီးရဲ့နာပေါင်း22လုံးနဲ့အထက်ထည့်သွင်းထားပြီးတော့ Joshua Van ရရှိခဲ့တဲ့ကပတ်မှာဆိုရင်25လုံးထိထည့်သွင်းထားတာပဲဖြစ်ပါတယ်ပြီးတော့ကပတ်မှာရှိတဲ့ UFC logo ကိုတော့ရွှေသားအသီးနဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်ဒါကတော့ UFC ကပတ်ဟာကာလာပေါက်ဈေးနဲ့ဆိုရင်တန်ဖိုးဘယ်လောက်ရှိလဲဆိုတာပြည်သက်တွေသိအောင်ကျွန်တော်အနေနဲ့ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်ကျွမ်းကျင်သူတွေကကပတ်နဲ့ပတ်သက်ပြီးဘယ်လိုပဲတန်ကြီးဖြတ်ပါစေချန်ပီယံဖိုက်တာတွေအနေနဲ့သူတို့ကပတ်ကိုတန်ဖိုးဖြတ်နိုင်မှာမဟုတ်တဲ့ပြင်ဘယ်ချန်ပီယံဖိုက်တာကမှလည်းသူတို့ကပတ်ကိုရောင်းချမှာမဟုတ်ပါဘူး GSP လို့ခေါ်တဲ့ UFC ဖိုက်တာဟောင်းတယောက်ကလွှဲရင်ကျန်တဲ့ဘယ်ချန်ပီယံဖိုက်တာကမှသူတို့ကပတ်ကိုရောင်းချခဲ့ခြင်းမရှိပါဘူး GSP တောင်မှသူရဲ့အကြောင်းမျိုးကြောင့်ကပတ်ကိုကနေဒါနိုင်ငံကပြတိုက်တစ်ခုမှာရောင်းချခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်